ကြံပူမျိုးကအသက်35နှစ်အရွယ်ထရက်ကားမောင်းသူဘရာကတ်ဟာအဲ့ဒီနေကမှာမဟာရာဒရာပြည်နယ်ရနဂီရီမျိုးကနေကနာတကာပြည်နယ်ကိုပထမဆုံးအကြိမ်ဖြစ်ကုန်ပစ္စည်းပို့ဆောင်ဖို့ထွက်ခွာခဲ့ပါတယ်။ဘရာကတ်တယောက်တည်းဖြစ်ပြီးခရီးလမ်းကလည်းတော်တော်လေးဝေးလံပါတယ်။ဒါပေမဲ့မြစ်တွေတောင်တန်းတွေနဲ့ဝင်းရံနေတဲ့ကန်ရိုးရန်လမ်းမကြီးကတော့တကယ်ကိုတာယာလှပနေခဲ့တာပေါ့။ဒါပေမဲ့ညနေဆောင်လို့မောင်စားပြူလာတာနဲ့အမျှအဲ့ဒီလမ်းမကြီးကတဖြည်းဖြည်းတိတ်တိတ်ဆိတ်ဆိတ်နဲ့လူသူကဲမဲ့လာတော့ဘရာကတ်ရဲ့စိတ်ထဲတစ်မျိုးဖြစ်လာပါတယ်။နေရာတိုင်းမြူကိုတွေစိုင်းလာတာကြောင့်သူ့ရှေ့ကိုကောင်းကောင်းမြင်ရဖို့အတွက်ထရက်ကားရဲ့ရှေ့မီးကိုပို့ပြီးအချိန်မြင့်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာရှေ့ကလာမဲ့လမ်းရှင်းလေးဟာတရက်ပင်တွေဝိုင်းရံထားပြီးလမ်းဘေးဝဲရမှာကြောက်တုံးကြီးတွေပုံနေတာကိုသူသတိထားမိလိုက်ပါတယ်။လမ်းသားကိုရောက်ခါနီးမှာတော့သူ့မျက်စိထဲတစ်ခုခုဝင်လာခဲ့တယ်ဗျ။လမ်းဘေးမှာကျောင်းဝတ်စုံဝတ်ထားတဲ့ကလေးငယ်တစ်ယောက်ရပ်နေပါတယ်။ကလေးရဲ့တကိုယ်လုံးဖုံတွေမြေတွေပေပွားနေခဲ့တယ်။ဘရာကတ်ထရက်ကားကိုအချိန်ချော့လိုက်ပြီးကလေးနားမှာထိုးရက်လိုက်ပါတယ်။သူမှန်ချပြီးတော့ဒီလောက်ညကြီးစိတ်မတော်ဘာလုပ်နေတာလဲလို့ကလေးကိုမေးလိုက်ပေမဲ့ကလေးငယ်ကပြန်မဖြေခဲ့ပါဘူး။ကလေးကမြေကြီးကိုသာစိုက်ကြည့်နေခဲ့တာပါ။ဘရာကတ်ကထက်ခေါ်လိုက်တဲ့အခါမှာတော့ကလေးကဖြည်းဖြည်းချင်းခေါင်းမော့လာပြီးထူဆန်းလုံးနဲ့အပြုံးတစ်ခုကိုပြုံးပြလိုက်ပါတယ်။အဲ့ဒီအပြုံးဟာတာမန်လူသားတစ်ယောက်ရဲ့အပြုံးလုံးဝမဖြစ်နိုင်ပါဘူး။နောက်တစ်စက္ကန့်မှာပဲအဲ့ဒီကလေးဟာဘရာကတ်ရဲ့မျက်စိရှိကနေမြူကိုတွေကြားထဲကိုဖျောက်ကွယ်သွားခဲ့ပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတာနဲ့ဘရာကတ်တကူလုံးတုံရင်သွားခဲ့ပါတယ်။သူရေတောက်ပြီးစိတ်ကိုထိန်းလိုက်ပြီး10မိနစ်လောက်ကြာတော့ဒါသူ့ရဲ့ထင်အောင်ထင်မှားဖြစ်နေတာဖြစ်လိမ့်မယ်လို့တွေးလိုက်ပါတယ်။ဒါပေမဲ့အတွင်းစိတ်တွေကတော့ကြောက်ရွံ့မှုကြီးကကြီးစိုးနေခဲ့ပါပြီ။အမြန်ဆုံးကနာတကာကိုရောက်ဖို့ပဲသူဆန္ဒရှိနေပါတယ်။သူထရက်ကားကိုပြန်မောင်းလာခဲ့တယ်။ခဏလေးမောင်းပြီးတဲ့နောက်မှာတော့ဘရာကတ်ဟာကြောက်တုံးတွေနဲ့တရက်ပင်တွေဝိုင်းရံထားတဲ့အဲ့ဒီဂွေ့နေရာကိုပြန်ရောက်နေခဲ့ပါတယ်။ဟုတ်တယ်။သူကလေးငယ်ကိုမြင်ခဲ့ရတဲ့နေရာဟောင်းပါပဲ။ဒီတစ်ခါတော့ဘရာကတ်မရက်ပဲရှေ့ဆက်မောင်းနေခဲ့တယ်။ဒါပေမဲ့တစ်ခါပြီးတစ်ခါအဲ့ဒီဂွေ့နေရာကိုပဲသူပြန်ရောက်နေခဲ့တာပါ။ဘယ်လိုလုပ်ဒီလိုဖြစ်နေရတာလဲဆိုတာသူလုံးဝနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ဘရာကတ်10မိနစ်လောက်ကားကိုရပ်ပြီးလမ်းကြောင်းကြည့်ဖို့သူ့ဖုန်းကိုဖွင့်လိုက်တယ်။သူနိုင်ပေါင်းများစွာမောင်းနေခဲ့ပြီးပါပြီ။ဒါပေမဲ့မြေပုံကကနာတကာကိုရောက်ဖို့အချိန်ကအရင်လိုပြနေတော့မှာပဲ။သူ့တငယ်ချင်းထရက်ကားမောင်းသမားတယောက်ကိုဖုန်းခေါ်ဖို့ကြိုးစားလိုက်တာနဲ့သူ့ဖုန်းမှာရက်တက်သွားပါတော့တယ်။ဖုန်းကိုအာတင်ဖို့တက်လိုက်ပေမဲ့လည်းအားလည်းမဝင်ပါဘူး။အဲ့ဒီအချိန်မှာပဲသူအဲ့ဒီကလေးငယ်ကိုထပ်မြင်လိုက်ရပြန်ပါပြီ။ဖုံပေနေတဲ့ကျောင်းဝတ်စုံရှေဗလာနဲ့ကြောက်စရာကောင်းတဲ့အပြုံးနဲ့လမ်းတောင်မှာရက်နေတဲ့ကလေးပေါ့။ကလေးကဘရာကတ်ကိုကြည့်ပြီးပြုံးနေပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်တာနဲ့ဘရာကတ်ရဲ့ဝိညာဉ်မှာတုန်လှုပ်သွားခဲ့ရတယ်။ဘရာကတ်သူ့ထရက်ကားကိုအချိန်ပြည့်နဲ့မောင်းထွက်လိုက်တယ်။ပြီးတော့ရုတ်တရက်ဆိုသလိုပဲမိုင်ပေါင်းများစွာနောက်ရောက်နေတဲ့ကလေးကသူ့ကားရှိကိုရောက်လာခဲ့ပါတော့တယ်။ဘရာကတ်ကြောက်လန့်လွန်းလို့တုန်လှုပ်နေပါပြီ။သူကလေးငယ်ကိုမြင်နေရပေမဲ့ကားကိုမရက်ပဲမောင်းကျော်သွားလိုက်တယ်။ထရက်ကားကကလေးရဲ့ကိုယ်လေးကနေဖြတ်သွားခဲ့ပါတယ်။ဘရာကတ်နောက်ကြီးမှန်ကနေလမ်းကြည့်လိုက်တော့လမ်းကလုံးဝရှင်းလင်းနေခဲ့ပါတယ်။သူ့အပေါ်တစ်ခုခုထူးထူးခြားခြားကြောက်စရာကောင်းတာတွေဖြစ်နေပြီဆိုတာဘရာကတ်နားလည်လိုက်ပါပြီ။ဒီနေရာကနေထွက်သွားမှဖြစ်တော့မယ်။ဘရာကတ်မရက်တော့ပဲထရက်ကားကိုအချိန်ပြည့်နဲ့ဆက်မောင်းခဲ့တယ်။ဒီတစ်ခါတော့သူအရင်ကနဲ့မတူတဲ့လမ်းကွေ့တစ်ခုကိုရွေးချယ်ပြီးနိုင်ပေါင်းများစွာမောင်းနှင်ခဲ့တယ်။ဒါပေမဲ့သူအဲ့ဒီတရက်ပင်တွေဝိုင်းရံထားပြီးကြောက်တုံးတွေနဲ့လမ်းမကြီးပေါ်ကိုပဲပြေရောက်နေခဲ့ပါတယ်။ဒီလမ်းကြီးပိတ်ဆို့နေတဲ့ဘဟေလီကနေဘယ်လိုထွက်ရမလဲဆိုတော့ဘရာကတ်ဘာမှမသိတော့ဘူး။ဒီထက်ဆိုတာကလမ်းတစ်လျှောက်လုံးဟာလူသူကင်းမဲ့နေခဲ့တာပါ။လမ်းဘေးဝဲရတွေမှာလည်းကားတွေထရက်ကားမော်တော်ဆိုင်ကယ်လက်ဖက်ရည်ဆိုင်တွေဘာတစ်ခုမှမတွေ့ရပါဘူး။နိုင်ပေါင်းများစွာမောင်းနှင်ခဲ့ပေမဲ့လမ်းပေါ်မှာလူတစ်ယောက်မှမတွေ့ရပါဘူး။သူအဲ့ဒီနေရာကိုပဲထက်ကရောက်နေခဲ့တယ်။ဒါပေမဲ့ဒီတစ်ခါတော့အဲ့ဒီနေရာနဲ့မီတာအနည်းငယ်ကွာမှာလမ်းလျှောက်နေတဲ့အဖိုးကိုတယောက်ကိုသူတွေးလိုက်ရတယ်။ပိန်ပိန်ပါပါအရက်ရှိရှိနဲ့အဖြူရောင်တိုတီဝတ်ထားတဲ့အဖိုးကိုရောပရာကတ်တွေးလိုက်တယ်။ကံကောင်းလိုက်တာလူတစ်ယောက်တော့တွေးရပြီ။ပရာကတ်ထရက်ကားကိုအဖိုးဝနာမှာရပ်ပြီးမှန်ချကအတန်ပေးခေါ်လိုက်တယ်။ဒါပေမဲ့အဖိုးကပရာကတ်ဘက်ကိုလှည့်ကြည့်လိုက်တာနဲ့ပရာကတ်ရဲ့ကြက်သိမ်းမွေးခြင်းတွေထသွားပါတော့တယ်။အဖိုးရဲ့မျက်လုံးတွေကလုံးဝလှုပ်ရှားမနေပါဘူး။အဲ့ဒါအနက်ရောင်အဆက်နှဆက်တာဖြစ်ပြီးကလေးငယ်လည်းပြုံးပြတယ်လို့မျိုးပဲပရာကတ်ကိုကြည့်ပြီးပြုံးနေခဲ့တာပါ။ပရာကတ်သူ့ထရက်ကားကိုလှည့်လိုက်ပြီးရနဂီရီမဟာရာဒရာဘက်ကိုအချိန်ပြည့်နဲ့ပြန်မောင်းထွက်ခဲ့တယ်။သူပြန်တဲ့လမ်းတိုင်းသွားရင်အိမ်ပြန်ရောက်နိုင်မယ်လို့တွေးခဲ့တာပေါ့။ဒါပေမဲ့တနာရီခွဲ2နာရီလောက်ကွေ့ပတ်မောင်းပြီးတဲ့နောက်မှာတော့သူ
သူအဲ့ဒီတရားပင်တွေနဲ့ကြောက်တုံးလန်းကိုပဲပြင်ရောက်လာခဲ့ရပါပြီပရာဂတ်ပင်မနွမ်းနေပြီလက်လျှော်ရုံးပေးရှင်နေပြီသူ့ကိုဘာလို့ဒီလိုဖြစ်နေရတာလဲဆိုတော့နားမလည်နိုင်ဖြစ်နေခဲ့တယ်အခုဆို9နာရီ10နာရီလောက်ရှိပြီညကလည်းမကုန်နိုင်သေးဘူးပရာဂတ်ဓာတ်စီတိုင်းကရိယာကိုကြည့်လိုက်တော့ဓာတ်စီလည်းကောင်းခံနီးပါပြီပရာဂတ်ရဲ့လက်တွေတုံခါနေပြီးကြောက်ရွံ့လွန်းလို့ယူသွတ်သူတယောက်လိုအကူကြီးတောင်းဖို့အော်ဟစ်နေခဲ့ပါတယ်ဒါပေမဲ့သူ့အတန်ကိုနားထောင်မဲ့သူဘယ်သူမှမရှိခဲ့ပါဘူးသူဖေးဖေးချင်းထရက်ကားကိုမောင်းနေရင်သူ့ကားရှိမှနောက်ထပ်လူတယောက်ကိုတွေးလိုက်ရပြန်တယ်အဲ့ဒီလူကပရာဂတ်ဝတ်ထားတဲ့အင်ဂျီနဲ့ဘာမိတ်ကိုပဲဝတ်ဆင်ထားပြီးအရက်မောင်းကလည်းပရာဂတ်နဲ့အတူတူပါပဲပရာဂတ်ကားကိုမရက်တော့ဘူးလို့ဆုံးဖြတ်လိုက်တယ်သူအဲ့ဒီလူနာကိုရောက်သွားတာနဲ့ပရာဂတ်ရဲ့ကိုယ်ပေါ်ကရွှေတွေဆွဲနစ်ကုန်มาတော့တယ်အဲ့ဒီလူကတခြားသူမဟုတ်ပါဘူးသူကိုယ်တိုင်ပရာဂတ်ပါပဲဒါပေမဲ့အဖိုးလိုပဲသူ့မှာမျက်လုံးတွေမရှိပဲကလေးနဲ့အဖိုးလိုပဲထိတ်လန့်စရာကောင်းတဲ့အပြုံးနဲ့ပြုံးပြနေခဲ့ပါတယ်ပရာဂတ်စိတ်တွေလုံးဝပျက်စီးသွားခဲ့ပြီဒီတခါတော့ထရက်ကဟာအဲ့ဒီလူကိုတက်တက်တိုက်မိသွားပါတယ်ကားမှန်တွေအကုန်ကြေကွဲသွားပြီးပရာဂတ်လည်းအဲ့ဒီနေရာမှာပဲမေ့မျောသွားခဲ့ပါတယ်မနေ့ကရောက်တဲ့အခါမှာတော့ကားတစ်စီးအဲ့ဒီလမ်းပေါ်ကနေဖြတ်သွားခဲ့တယ်ကောင်းအောင်သူကထရက်ကားတစ်စီးမတော်တဆဖြစ်ပြီးတောက်တုံးကြီးတဲ့ထိုးဆိုင်နေတာကိုမြင်လိုက်ရတယ်သူကြည့်လိုက်တော့ထရက်ကားထဲမှာဒဏ်ရာတွေနဲ့ဘရာဂတ်လဲနေတာကိုတွေးလိုက်ရတယ်သူအသက်ရှူတန်ရှိနေသေးတာကြောင့်ချက်ချင်းပဲဆေးရုံကိုပို့ပေးခဲ့ပါတယ်ဘရာဂတ်နှစ်ရက်ကြာမှသတိပြန်ရလာတယ်သူ့အဖြစ်အပျက်တွေကိုဒေသခံရဲတွေနဲ့ဆရာဝန်တွေကိုအကုန်ပြန်ပြောပြခဲ့တယ်ဘရာဂတ်ရဲ့ဇက်လန်အကုန်လုံးကိုနားထောင်ပြီးတဲ့နောက်သူတို့အားလုံးနားလည်သွားကြပါတယ်ဘရာဂတ်ကတိုင်ကန်ဒေသရဲ့အင်ပဒန်အစွမ်းတက်တဲ့ရှာကာဝါဆိုသူနဲ့ရင်ဆိုင်ခဲ့ရတာပါသူတို့ပြောပြတာကတော့ရှာကာဝါသို့မဟုတ်ရှာလဝါလို့ခေါ်တဲ့ဒီကြောက်မက်ဖွယ်ရာစွမ်းအားဟာတင့်ကိုသူ့ရဲ့လိန်လည်မှုထောင်ချောက်တဲ့ဆွဲသွင်းတတ်တာပါရှာကာဝါပုံစံတစ်မျိုးနဲ့မပေါ်ပါဘူးတခါတလေကလေးတခါတလေအဖိုးတခါတလေလူကြီးတခါတလေအရိပ်တခါတလေတရိတ်ဆန်တခါတလေကျတော့တင့်ရဲ့ပုံစံတိုင်းပေါ်တက်လာတာပါသူ့ရဲ့အလုပ်တစ်ခုတည်းကတော့ညခီးသွားသူရဲ့အုံနောက်ကိုရှော့ထွေးအောင်လုပ်ပြီးလမ်းပြောက်အောင်လုပ်ကသူ့ရဲ့ထောင်ချောက်ထဲမှာပိတ်မိအောင်ဖမ်းဆီးထားဖို့ပါပဲရွာသားတွေပြောတာကတော့ရှာကဝါနဲ့တွေ့ဘူးသူဟာအသက်ရှင်ကြံရစ်ခဲ့ရင်တော့မှအချိန်ကြာမနေနိုင်ပါဘူးတဲ့သူ့ရဲ့စိတ်ဝိညာဉ်ကအတွင်းထဲကနေပြည့်စည်သွားပြီးသူ့ရဲ့အချိန်တွေရပ်တန့်သွားကအသက်ရှူတန်တွေတဖြည်းဖြည်းရောကျသွားတတ်တယ်လို့ဆိုပါတယ်အဲ့ဒီနေ့ကစပြီးဘရာဂတ်ကောင်းကောင်းတာကိုလုံးဝရပ်တန့်လိုက်ပါတော့တဲ့သူ့ရဲ့ကျမ်းမာရေးကလည်းအင်မတန်ဆိုးရွားလာခဲ့ပြီးမကြခင်ရပ်ပိုင်းအတွင်းမှာပဲနှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်ဒါကြောင့်မိတ်ဆွေတို့ရေနောက်တစ်ချိန်တိုင်ကန်ဒေသကလူတူကင်းမဲ့တဲ့လမ်းတွေကနေခီးသွားမယ်ဆိုရင်သတိထားကြပါတင့်အနေနဲ့လည်းစကဝါတကောင်နဲ့မတွေ့ဆုံမိပါစေနဲ့